ဒီနေ့တော့ဒီမှာဘူးရွက်ကြော်တယ်ဘဲဥချက်တယ်6ရွက်တို့မယ်6ရွက်တို့မယ်နှစ်တို့မယ်ဘယ်ဒီလိမ့်တို့မယ်ပေါ့နော်โอเคเอามาစားကြပါအောင်ခင်ဗျထိုင်းနိုင်ငံမှာဗမာပြည်လိုရှောက်ရမပေါ်ဗျာကျိုးရှောက်ရမစစ်ဘူးပေါ့နော်ရှောက်လို့ရွက်တယ်တော့စားကြတာဗမာပြည်ရလိုမျိုးဟိုသူရှောက်ပြီးအစ်စ်အရွက်နုနုထွေးထွေးလေးကိုစားကြတယ်မရှိတော့ရှိရလေးနဲ့ပဲရောင်းရဲတင်းတင်းလာဟုတ်ဗျာဘဲသားဘဲသားမဟုတ်ဘဲဥကိုကျွန်တော်ထုံးထားအောင်နော်တထုပ်အများကြီးရ90ပဲပေးရတော့ဈေးနဲ့ဆိုတော့တက်တယ်ပေါ့နော်ဒါတစ်ခုတော့ရှိတယ်ဘဲဥကကြက်ဥလို့မဟုတ်နည်းနည်းလေးအနံ့ပြင်းတယ်တေချာလေးကြိုင်ပြီးတော့တေချာအမွှေးနန်းတာများနေပေါ့နော်ချန်နိုင်မှရအောင်ညပြုတ်ညကွာကိုပြုတ်တာမနာကမြစ်စုနဲ့တက်ဝယ်လာအစိမ့်တက်ပါတော့ကျန်တယ်ကွာကိုခွာရောမှပြုတ်လာဒီနေ့ဘာလဲထိုင်နေထိုင်သမီးရောထိုင်နေလားလာတာထိုင်โอเคညကညပြည့်စံကိုယ့်ကိုပြောရင်အရန်ချိုးတယ်ဟောကောင်းရဲ့ဒီဟာရရှင်ကင်းရအောင်လို့ဦးရှိဟုတ်တယ်ရမိုင်း
Pony. Đó